ချစ်ရတဲ့သူကိုတနတ်နဲ့ချိန်ထားရတာထက်ပိုနာကျင်စရာကောင်းတဲ့အရာရှိပါဦးမလားဒီနေ့မှာတော့တစ္ဆာဖောက်မှုတွေနဲ့လှုပ်ဝက်ချက်တွေကြားကအသေးရစရာဇလန်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပါဇလန်းအစမှာတော့အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ကားထဲမှာစကားတွေအခြေတင်ပြောနေကြတာကိုတွေ့ရပါတယ်သူတို့နှစ်ယောက်ကြားမှာတင်းမာမှုတွေရှိနေပြီးတစ်ယောက်ကိုတစ်ယောက်မယုံကြည်နိုင်တယ်လို့ဖြစ်နေကြတာပါသူတို့ဟာတောအုပ်တစ်ခုတည်းကိုကားမောင်းလာခဲ့ကြပါတယ်ကားပေါ်ကဆင်းလိုက်တဲ့အခါမှာတော့အမျိုးသမီးကတစုံတစ်ယောက်ကိုရှာဖွေနေတယ်လို့မျိုးဟိုကြည့်တီကြီးနဲ့စိုးရိမ်နေတဲ့ပုံစံမျိုးဖြစ်နေပါတယ်အမျိုးသားကတော့သူမရဲ့နောက်ကနေအေးအေးဆေးဆေးပဲလိုက်လာခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့မျက်လုံးတွေထဲမှာတော့တစ်ခုခုကိုကြံစီထားတဲ့အရေးအယောင်တွေတွေ့နေရပါတယ်အမျိုးသမီးကမြေကြီးပေါ်မှာရှိနေတဲ့အပင်လေးတွေကိုတေချာကြည့်နေပါတယ်သူမဟာတစုံတရာကိုရှာဖွေတွေ့ရှိသွားတယ်လို့မျိုးမျက်နှာပြတ်သွားတာကိုတွေ့ရပါတယ်အဲ့ဒီအချိန်မှာပဲတောထဲကနေတနတ်နဲ့ချိန်ထားတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်သူကတော့အမျိုးသမီးကိုပြစ်မှတ်ထားနေတာပါဒါပေမဲ့အမျိုးသမီးကတော့ဒါကိုလုံးဝသတိမထားမိသေးပါဘူးအမျိုးသမီးကကြောက်တုံးပေါ်မှာတွေးကွက်တွေကိုတွေးလိုက်ရတဲ့အခါမှာတော့သူမအယမ်းကိုတုန်လှုပ်သွားပါတယ်သူမရှာနေတဲ့သူဟာအန္တရာယ်တစ်ခုခုနဲ့ကြုံတွေ့ခဲ့ရပြီဆိုတာကိုသိလိုက်ရတာပါသူမဟာကြောက်တုံးနားမှာကြာကြံခဲ့တဲ့လက်စွပ်လေးတစ်ကွင်းကိုကောက်ယူလိုက်ပါတယ်အဲ့ဒီလက်စွပ်လေးကိုကြည့်ပြီးသူမရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝိုင်းလာခဲ့ပါတယ်တနတ်သမားကတော့သူမကိုပြစ်ဖို့အဆင်သင့်ဖြစ်နေပါပြီလက်ညှိုးကမောင်းတံပေါ်ကိုရောက်နေပြီးအချိန်မရွေးထွက်သွားနိုင်တဲ့အခြေအနေပါအမျိုးသမီးကလူဖုံးဆိုတဲ့နာမည်ကိုအော်ခေါ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသားကသူမကိုဆွဲထားလိုက်ပြီးသူ့ကိုအသက်ရှင်စေခြင်းရင်မအော်နဲ့တော့လို့တတိပေးလိုက်ပါတယ်အမျိုးသမီးကဘာကိုဆိုလိုတာလဲလို့ပြန်မေးပါတယ်အမျိုးသားကတော့အခုငါတို့မြင်နေရတာတွေကိုဘယ်သူ့ကိုမှမပြောပါနဲ့မဟုတ်ရင်ငါတို့ဒုက္ခရောက်လိမ့်မယ်လို့ပြောလိုက်ပါတယ်ဖုန်းကအခုတည်သွားပြီးသူအသက်ရှင်နေတာကိုဘယ်သူမှမသိဘူးလို့အမျိုးသားကထပ်ပြောပါတယ်ဒါပေမဲ့အမျိုးသမီးကတော့ဒါကိုလုံးဝမယုံကြည်နိုင်ပဲဖြစ်နေပါတယ်အမျိုးသမီးကအမျိုးသားရဲ့လက်ထဲကနေယုံထွက်ဖို့ကြိုးစားပါတယ်သူတို့နှစ်ယောက်ကြားမှာရုံးရင်းဆန်ခတ်တွေဖြစ်ကုန်ပြီးအမျိုးသမီးကအယမ်းကိုဒေါသထွက်နေပါတယ်တနတ်သမားကတော့သူတို့နှစ်ယောက်ကိုတေချာစောင့်ကြည့်နေတော့မှပဲသူကဘသူဘက်ကလဲဆိုတာကတော့အခုထိမသိရသေးပါဘူးတနတ်သမားကကြောက်တုံးပေါ်ကသွေးတွေကိုသွားဆန်းကြည့်ပါတယ်သူ့ရဲ့မျက်နှာမှာလည်းစိုးရိမ်မှုတွေနဲ့နားမလည်နိုင်မှုတွေပြည့်နှက်နေပါတယ်ကားထဲပြန်ရောက်တဲ့အခါမှာတော့အမျိုးသမီးကဒါဘသူအမိန့်လဲလို့မေးပါတယ်အမျိုးသားကတော့မင်းလဲသိတာပဲဒါကဥပဒေပဲလေလို့အေးအေးဆေးဆေးပဲပြန်ဖြေပါတယ်ဒါကလူဖုံးနောက်ဆုံးပေါ်လာတဲ့နေရာပဲအခုထိတော့ဘသူမှမသိသေးဘူးလို့အမျိုးသမီးကပြောပါတယ်သူမဟာတခုခုကိုဖုံးကွယ်ထားချင်နေတဲ့ပုံစံမျိုးပါမင်းဒါကိုဘယ်လိုသိတာလဲလို့အမျိုးသားကမေးတဲ့အခါမှာအမျိုးသမီးကငါသူ့ကိုကယ်ဖို့ကြိုးစားခဲ့တာပါဒါပေမဲ့နောက်ကျသွားတယ်လို့ပြောပါတယ်လူဖုံးမသေးသေးဘူးဆိုတာမင်းသိနေတာပဲလို့အမျိုးသမီးကဆွဆွဲလိုက်ပါတယ်အမျိုးသားကတော့ငါသူ့ကိုခြောက်ထဲပြုတ်ကျသွားတာကိုယ်တိုင်မြင်ခဲ့တာပါသူအသက်ရှင်ဖို့အခွင့်အရေးမရှိတော့ဘူးလို့ညင်းဆိုပါတယ်ဘာလို့ငါ့ကိုလိန်တာလဲလို့အမျိုးသမီးကမေးတဲ့အခါမှာအမျိုးသားကဘာမှပြန်မပြောနိုင်ပဲဖြစ်နေပါတယ်သူတို့ကြားမှာတိတ်ဆိတ်မှုတွေဖုံးလွှမ်းသွားပါတယ်အမျိုးသမီးကကားရက်လိုက်ဆန်းလို့အော်ပြောလိုက်ပါတယ်သူမဟာအယမ်းကိုဒေါသထွက်နေပြီးကားပေါ်ကနေဆင်းဖို့ကြိုးစားပါတယ်အမျိုးသားကကားပေါ်ကဆင်းလိုက်ပြီးသူ့မနောက်ကိုလိုက်လာပါတယ်ဖုန်းကအသက်ရှင်နေရင်သူလွတ်မြောက်သွားပြီလို့ဆိုလိုတာပဲငါတို့ပြောတင်တာပေါ့လို့သူကဖြောင်းဖျဖို့ကြိုးစားပါတယ်ဒါပေမဲ့အမျိုးသမီးကတော့သူမရဲ့တနက်ကိုထုတ်လိုက်ပြီးအမျိုးသားရဲ့နဖူးကိုချိန်လိုက်ပါတယ်မင်းကိုဘာတာဝန်ပေးထားတာလဲလို့သူမကမေးပါတယ်မင်းလုပ်ခဲ့တာမဟုတ်လားလို့သူမကထပ်မေးပါတယ်အမျိုးသားကတော့ငါသူ့ကိုပြေးရမယ်ဆိုရင်ဒါကရွေးချယ်စရာမရှိလို့ပဲဒါကတေးတာထက်ပိုနာကျင်ဖို့ကောင်းတယ်လို့ပြောပါတယ်ဒါဆိုဘာလို့ငါ့ကိုလိန်တာလဲလူဖုံးတေးပြီလို့ဘာလို့ပြောတာလဲလို့အမျိုးသမီးကငိုတံပါကြီးနဲ့မေးပါတယ်အမျိုးသားကတော့ဘာလို့လဲဆိုတော့ငါသူ့ကိုအသက်ရှင်စေခြင်းလို့ပဲလို့အော်ပြောလိုက်ပါတယ်အမျိုးသမီးကတနက်ကိုမချသေးပဲအခုမင်းလွတ်မြောက်ချင်လားလို့မေးပါတယ်အမျိုးသားကတော့မျက်လုံးကိုမှိတ်လိုက်ပြီးမင်းပြစ်လိုက်ပါမင်းလက်ထဲမှာတေးရမယ်ဆိုရင်ငါကျေနပ်ပါတယ်လို့ပြောလိုက်ပါတယ်အမျိုးသမီးကတနက်ကိုပြန်ချလိုက်ပါတယ်သူမရဲ့မျက်နှာမှာနာကျင်မှုတွေနဲ့ပြည့်နှက်နေပြီးမင်းလူဖုံးကိုကျွေးတင်နေပြီးနောက်ကျရင်ပြန်ဆက်ရလိမ့်မယ်လို့ပြောပြီးထွက်သွားပါတော့တယ်အမျိုးသားကတော့ထွက်သွားတဲ့အမျိုးသမီးကိုကြည့်ပြီးကြံရစ်ခဲ့ပါတယ်သူတို့ရဲ့ပတ်သက်မှုကဘလို့ဆက်ဖြစ်မလဲဆိုတာကတော့ရင်ခုန်စရာပါပဲဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like နဲ့ subscribe လုပ်ပေးဖို့မမေ့နဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်